ကိုဒီချုံချင်းကိုရောက်နေပါတယ်ဒါကတော့ဒုတိယခေါက်ပေါ့နော်အခုရောက်တာကနိုဘက်ဘာဆိုတော့ရာသီဥတုကရန်အေးတယ်ရန်အေးရဆိုတာဟိုဟာ7-3လောက်ပေါ့နော်အရင်တစ်ခေါက်တော့ကတော့ဂျွန်လာဆိုတော့ရန်ပူတယ်နေကိမတ်ဆိုပြင်မထွက်နိုင်ဘူးပေါ့နော်အခုကနေလည်းပတ်တော့အခုအနှွေးရဝပြီးသွားရတယ်ကိုဒီရောက်နေတဲ့နေရာတော့ကွိုင်းချောင်းလို့ခေါ်တဲ့ဒီ shopping center ကြီးရှိတဲ့နေရာပေါ့နော် shopping center ကြီးရှိရပြီးတော့အစားအသောက်တွေပေါ်တဲ့နေရာပေါ့နော်ဒီနေရာရောက်နေပါတယ်အခုဒါကတော့ငရုတ်သီးပေါ့နော်ငရုတ်သီးရုပ်ထုပေါ့ခြုံချင်းကအထုံအဆက်တည်းရဲ့မြို့တော်ဆိုတော့ဒီနောက်မှာငရုတ်သီးရုပ်ထုလေးရှိပါတယ်โอเคရှောက်လေလာအောင်မယ်အားလုံးပဲလိုက်ခဲ့ကြပါဒါကတော့အရင်ဆုံးရှောက်မလဲခင်ဘိုက်ဖြစ်ဖို့အတွက်ခောက်ဆွဲဝင်စားကြပါတယ်ဆွဲရပါပြီအားတော့သူတို့အသားနဲ့တက်လို့ဖတ်ထုတ်တတ်မှာမရိုက်တာကြည့်ရချင်တယ်ဒီမီနီဆိုလေးကြည့်လာဝါဆက်စရာလေးထိုင်ရင်လေကလေးလာလိုက်တာဒါလေးဆက်စရာလေးကြောက်ချင်စင်းကိုကပါဝါဘန်အရင်ဝယ်ရပါလို့ဆို China ရဲ့ domestic flight တွေကပါဝါဘန်ဆိုလို့ရှိရင်အဲ့လိုမျိုး 3C ပါတဲ့ဟာမှရ西方品牌的都是一个品牌，全国连锁店。3C ဆိုတာမျိုးပါမှာတဲလို့ရပါဘောနော်မဟုတ်လို့ရှိရင်သိမ့်ခံ199。အဲ့ကြောင့်ဒီရဲ့ပါဝါဘန်ယူမလာတဲ့3ဟာမပါလို့ယူမလာဘူးဒီရောက်မှအသေးလေးတစ်ခုလောက်ဝယ်သူတို့လည်းကြည့်ကြတသိန်းတစ်ခုတသိန်းလောက်တော့ကြာနော်တသိန်းနဲ့9000လောက်ကြာဆိုပါရှင်မတရားတော့ကျန်တယ်ချုံချင်းဒါတော့ photo shooting လုပ်နေကြပါနာမည်ကြီးနေရပါတော့ဒီနေ့ကဒီစာရန်လေးပေါ်လာတဲ့အချိန်ကျမှလာပြီးရိုက်ကြအော်ဘယ်မလေးတော့လား不要了，然后我们呢？တပုံ20ကျွမ်း20ဆိုတော့12000啊，我们再来选一下照片。ကြည့်ရတပုံလေး美女的还有吗？တဏ္ဍာနဲ့ပတ်သက်တာရအောင်一件铁皮包，我把熊猫带回来，我把宠物带回家。熊猫最皮包3.9元，熊猫纪念币7.9元，熊猫手链7.9元，熊猫发电8元起，去超批发价，超值划算，来到စစ်ကြလေ机会别错过。ဟောပေါ်အနှစ်ခဲဒီတော့မြင်မှုရသည်ကိုမမြင်မှုရသည်ဟင်းရတဲ့နည်းနည်းမှားထားတယ်ပြောပါဦးဟင်းရနည်းနည်းမှားထားတယ်သူတော့စိတ်ကူးလို့ရဝကတိုဖူဝကသမင်းအိုးအများကြီးပဲဟင်းပွဲကြီးရကြီးပဲဒါတော့ခွင့်ရခဲ့သွားတဲ့လမ်းမှာမြင်ရတဲ့ artistic center ပေါ့နော်အနုပညာ center ဖြစ်ပါတယ်သူ့ရဲ့အစာအုပ်ပုံစံထူကြတာဒီလိုမျိုးတူတွေလိုမျိုးပေါ့နော် artistic center ဆိုတော့တဲ့အနုပညာသူ့ရဲ့လက်ရအောင်ပြထားတူတွေနဲ့ဆောက်ထားသလိုမျိုးအရင်မိုက်တယ်ကြည့်လိုက်来采耳芒，免费剪刀耳朵。ကြည့်လေးဆို怎么样？开个西瓜卤来啥的呀？不要嘛西瓜说了西瓜说，我嘛想别家个这个。အဲ့ရကလေးနဲ့အဲ့ရကလေးနဲ့看看你出来，看你哪来哇？来吧来吧。မတီတီမျက်နှာလေးပြန်ရိုက်ပြအောင်တို့ဆိုင်ကစီမနေအောင်ကိုကဆိုင်ကမရှိတော့ကားနဲ့လိုက်ရကားလုံးဝအတန်းရောမိုင်းလေကား20နဲ့မတော်တော်တန်းအချီလားဆိုင်ကမဟုတ်ဘူးကားနဲ့တန်းကျမတို့ကြည့်လိုက်ရောက်တော့မယ်
တော့မယ်ဒီများဟိုဆိုင်ကယ်စီးလို့ရှင်နေပါနေတဲ့တိုက်တယ်အဲ့တော့ရောက်တော့မယ်ဆိုတော့တည်အာဒီမှာထင်နေညာရက်အော်ရပြီအော်အဲ့နေတော့ငါလို့ရရင်မှာ ရတယ်အမငါဝှက်ချင်နေတာ မွေးတော့ရတယ် Okay let's go မရိုက်ခင် training ဆင်းနေကြအော်ဘာမှလည်းချီလို့ไม่တော့မိုက်တယ်ဒါတော့သူရိုက်တဲ့နေရာပေါ့မတင်ပေးနေကြဒါတော့သူရဲ့ချစ်ကလေးမွေးခါနာမယ်နော်ချုံချင်းရဲ့ day 1ကိုတော့ဒီမှာပဲဆုံးသက်လိုက်ပါရဲ့ရှင် day 2မှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာလှလိုက်တာဒီနေရာလေး